ဘုရားလောင်းမြောင်မင်းဆက်မှာသူ့ကိုခေါင်းရိုက်ခွဲတဲ့ပုဂ္ဂိုလ်မရှိဘူးလားခေါင်းရိုက်ခွဲရနော်အဲ့ဒီခေါင်းရိုက်ခွဲတဲ့ကိုပုံမင်းလေးရှင်များတို့တည်ပြီးတာအကြမ်းမင်းလေးပြန်ကြည့်အောင်အဲ့လူ9ရက်လောက်ကြော်တဲ့ပြုတ်ကြနေတယ်ဆိုကဲဖို့ဆိုပြီးမကြိုးစားဘူးလားကဲဖို့ကြိုးစားတဲ့ခါကျတော့စဉ်းစားလိုက်တယ်လေဘလို့ကဲမလဲဒီလူနဲ့အလေးချိန်တွေ့တဲ့ကြောက်ခဲကိုခါမှချိတ်ຫນွယ်ကျိုးနဲ့ချီပြီးတော့ဒီတွင်းမော်သူခုံနိုင်လားခုံတက်မကြည့်ဘူးလားဗျဘယ်လိုနည်းနဲ့ကဲရမလဲဒါကဲစရေးလုပ်တဲ့အခါမှာဒီနေ့မြန်မာပြည်ကလေကဲသေးလို့ကဲသေးလို့တဲ့သူတွေလည်းသိတယ်ကဲခံရတဲ့သူတွေလည်းသိကြတယ်အမလေးကဂျပန်မှာငလျင်လှုပ်သွားတယ်ဗျဟိုဆူနာမီရေလိုင်းနေတော့တက်သွားတယ်တို့တော့ဒါသိတဲ့သူနည်းတယ်ပေါ့တနေ့ကိုဂျပန်ငလျင်ပေါင်း1500ကျော်လောက်လှုပ်တယ်1500ကျော်လောက်လှုပ်တယ်ဒါပေမဲ့အသေးပြောက်နေတယ်အစာအုပ်တွေပျက်စီးတာနေတယ်ဘာဖြစ်လို့လဲဆိုတော့သူကဒီဒဏ်တွေကိုသူက fault လို့ခေါ်တာပါဗျခေါင်းပြည့်ရွေကြောင်ကြီး3ချောင်းရှိတယ်ပေါ့အဓိက main ပြည့်ရွေကြောင်ကြီးဒီလိုစကိုင်းငလင်ဆိုတဲ့ဟာမျိုးကြီးမြန်မာပြည်တောင်ထိပ်ကနေမြောက်ထိပ်သွားတဲ့ပြည့်ရွေကြောင်ကြီးအဲ့ဒါလေဒီလိုဂျပန်ငလင်နဲ့နီးတယ်ဒီအကျော်ချင်းဆက်အဲ့တော့သူတို့ကဒီရှေးဥဒ္ဒနာပြုစုတွေဟာတွေတော့မဟုတ် disaster ဒီ reverse ပေါ့နော် disaster management ပေါ့တဘာဝအန္တရာယ်တွေကျုံးလာရင်ဘယ်လိုစီမံခန့်ခွဲမလဲဘယ်လိုမျိုးကူညီပေးရမလဲဘယ်လိုမျိုးရှေးဥဒ္ဒနာပြုရမလဲဆိုတာသူတို့ကကျွမ်းကျင်လေ့လာထားကကြတော့အသေးအပြောက်နေတာပေါ့အဲ့တော့တပည့်တော်တို့ကကူညီခြင်းနဲ့ခုနဘုရားလောင်းမြောင်မင်းလို့ကူညီခြင်းနဲ့တပည့်တော်တို့ကူညီခြင်းနဲ့ဆိုရင်ဒီတိုင်းခုံပြီးတော့တက်လိုက်တယ်ဆိုပါတော့အဲ့ဆိုရင်မနိုင်လို့ပြုတ်ကြအဲ့လူကကြားတဲ့ကကိုကူမပါဖြစ်တယ်ဟုတ်လားကိုကူမသေးတယ်လို့ဖြစ်လိမ့်မယ်ငနီကယ်မ1600လကြာဆိုတာမျိုးဖြစ်သွားအဲ့တော့အရင်ဆုံးမလုပ်လေဒီလူတွေနဲ့အရွယ်သူတွေဟာဟိုကြောက်တုံးပေါ့အလေးကျေသူတော်တွေကခါမှာຫນွယ်ကျိုးနဲ့ပတ်ချီပြီးတော့ခုံကျင်နိုင်နေပြီဆိုတေးကြပြီဆိုမှကူတာပေါ့အဲ့ဆိုတော့ဒီမှာတပြည့်နှစ်ချက်တွေ့ပါတယ်ကရုဏာနဲ့ပညာဆိုတဲ့ကနှစ်ချက်တွေ့ပါတယ်ဆိုတော့ပညာရဲ့တော့ဒီလူတယောက်ကိုဘယ်လိုမျိုးကူညီရမလဲကယ်ဆယ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးကောင်းနားလည်တယ် understand ဖြစ်တယ်အဲ့ဒီအတွက်ကိုသူသိချပြင်စင်တယ်နော်နောက်ကရုဏာနဲ့လည်းမကူညီဘူးလားဗျာကရုဏာဘယ်လောက်ကြည့်လဲသူ့ကိုခေါင်းရိုက်ခွဲတာတော့သူဘာလုပ်လဲသွေးဆက်နဲ့လမ်းပြသွားတယ်ဆိုရှင်ရတို့ပြီးတော့ဖြစ်နိုင်မလားစိတ်ကူးတော်မရဘူးစိတ်ရင်တော်မရတော့ငါကူတာငါဆဲပါပိတ်ရိုက်ချင်တာဒီလိုလားမလားငါကဲထားတဲ့သူကိုငါပြန်ဆဲရမလားဆိုအခုကတော့ခေါင်းရိုက်ခွဲတာတော့မနေပါဖြစ်လေသွေးဆက်နဲ့ချပြီးတော့ကုညီသွားတယ်လားကရုဏာ service orientation service ပေးတဲ့နေရာမှာတိန်တော်တာတွေရမုတ်တော်မောစီယံဘိုးတော်ဘော်ရီယံဆိုတာ service ပေးဖို့အတွက်သူကြိုးစားရည်မှန်းချက်ချခဲ့တာတရားတွေကို service ပေးမယ်ဘယ်တရားအောင်လဲဒုက္ခတွေကနေပြီးတိုင်းလွန်မြောက်စေရပြိဿတော်ဘုရားတန်တရားပြည့်စေရအဲ့ဒီအတွက်တန်တရားဝေဟောကဒီအခက်ခဲကြီးကနေငါလွန်မြောက်လို့တရားတွေလွန်မြောက်အောင်ကူညီမယ် service orientation ပဲဗါလေဒီလိုကြိုးမြင်ပြီးတော့ဒီအောင်မြင်မှုတစ်ခုပေါ့နော်နိဗ္ဗာန်ဆိုတဲ့ကံတစ်ဖက်ကိုပို့ပေးမယ်အခက်အခဲကနေလွန်မြောက်စေရမယ်ဆိုရဲအဲ့ဒါမျိုးပဲအဲ့တော့ကိုညီတတ်တဲ့စိတ်ထားလို့ပြောလိုက်တဲ့ကကိုညီတတ်တဲ့စိတ်ထားထဲမှာပညာလည်းပါရတယ်ကရုဏာလည်းပါရတယ်